မင်္ဂလာပါဒီနေ့တော့ကဘာပေါ်မှာတမိုင်းကြောင်းတွေလည်းရှိသလိုအခုထက်ထိလူမနေရလောက်အောင်ခြောက်ခြားဖို့ကောင်းတဲ့အင်ဂျီများအကြောင်းကိုတင်ဆက်ပေးသွားမှာပါပထမဆုံးတစ်ခုကတော့ American က Winchester အိမ်တော်ကြီး Winchester Mystery House ပါပဲဒီအိမ်ကအရန်ထူးဆန်းနေဗျ Winchester အိမ်တော်ကြီး Winchester Mystery House ရဲ့နောက်ွယ်ကတကယ်ဖြစ်ရမှန်ဇာတ်လမ်းကိုပြောပြမယ်နော်ဒီအိမ်ကြီးကဘလောက်တောင်ထူးဆန်းလဲဆိုရင်အခန်းပေါင်း160ကျော်ရှိပြီးအိမ်ထဲမှာတင်လမ်းပြောက်သွားနိုင်တဲ့အထိရှုပ်ထွေးလွန်းလာပါတယ်ဒီဇာတ်လမ်းကဆာယာ Winchester ဆိုတဲ့အမျိုးသမီးကနေစတင်ခဲ့တာပါသူမဟာနာမည်ကျော် Winchester Rifle တနက်ကုမ္ပဏီပိုင်ရှင်ရဲ့ချွေးမဖြစ်ပြီးစီးစိမ်ချမ်းသာတွေအများကြီးပိုင်ဆိုင်ထားသူပါဒါပေမဲ့သူမရဲ့ဘဝမှာကြေကွဲစရာတွေဆက်တိုက်ကြုံခဲ့ရပါတယ်ပထမဆုံးသူမရဲ့တူဦးလေးသောသမီးလေးဆုံးပါသွားခဲ့တယ်လို့မကြခင်မှာပဲခင်မုန်းဖြစ်သူပါကွယ်လွန်သွားခဲ့ပါတယ်အသေးကွဲနေတဲ့ဆာရာဟာနက်ကတော့တယောက်နဲ့တွားရောက်တိုင်ပင်တဲ့ခါမှာတော့တုံလုံးစရာကောင်းတဲ့စကားတစ်ခုကိုကြားခဲ့ရပါတယ်အဲ့ဒါကတော့မင်းတို့မိသားစုထုတ်လုပ်တဲ့တနက်တွေကြောင့်တည်ဆုံးခဲ့ရတဲ့ဝိညာဉ်ပေါင်းများစွာကမင်းနောက်ကိုလိုက်ပြီးကလဲစားချင်နေကြပြီးဒီဝိညာဉ်တွေရန်ကလွတ်ချင်ရင်အိမ်တစ်လုံးဆောက်ရမယ်အဲ့ဒီအိမ်ကိုတရက်မှမနာတမ်းစောင့်နေတဲ့၍တော့မင်းအသက်ဘေးကလွတ်လိမ့်မယ်ဆိုတာပါပဲဒီစကားကြောင့်ဆာရာဟာ1884ခုနှစ်မှာကယ်လီဖိုးနီးယားကိုပြောင်းရွှေ့လာပြီးအိမ်ကြီးကိုစတင်ဆောက်လုပ်ပါတော့တယ်သူမဟာတစ်နေ့24နာရီတစ်ပတ်9ရက်လုံး18နှစ်တိုင်တရက်မှမနာပဲအိမ်ကြီးကိုစောက်ခိုင်းခဲ့ပါတယ်သူမမှာဘိတုကပညာရှင်မရှိပါဘူးညတိုင်းဝိညာဉ်ခေါ်ခန်းထဲမှာဝိညာဉ်တွေနဲ့တိုင်ပင်ပြီးရလာတဲ့ပုံစံအတိုင်းလက်သမားတွေကိုစောက်ခိုင်းတာပါဒါကြောင့်လဲအိမ်ထဲမှာထူးဆန်းတာတွေဖြစ်ကုန်တာပေါ့ဥပမာတကားကိုဖွင့်လိုက်ရင်နေရန်ကြီးပဲရှိနေတာမျိုးလှေကားတွေကအပေါ်တက်သွားပြီးမျက်နှာချက်မှာသွားတိုက်နေတာမျိုးဒုတိယထပ်ကတကားကိုဖွင့်လိုက်ရင်အောက်ထပ်မြေပြင်ကိုတန်းပြုတ်ကျသွားနိုင်တဲ့လေဟာနဲ့တကားတွေမျိုးပေါ့ဒါတွေအားလုံးဟာသူမနောက်ကိုလိုက်လာတဲ့ဝိညာဉ်တွေမျက်စိလဲသွားအောင်လှုပ်ထားတာလို့ယုံကြည်ကြပါတယ်ဒါတည်းမကသေးပါဘူးဆာရာဟာနံပါတ်73ကိုအရန်ဆွဲလန်းပါတယ်အိမ်ထဲကပတင်းပေါက်မှန်တွေလှေကားထစ်တွေနဲ့မီးဆိုင်ကမီးသည့်အရေးအတွက်တွေကို73ခုဖြစ်အောင်ပဲအမြဲလုပ်ခိုင်းခဲ့ပါတယ်1922ခုနှစ်မှာဆာယာကွယ်လွန်သွားတဲ့အခါမှသာဒီအိမ်ကြီးရဲ့တူတန်တွေရပ်တန့်သွားခဲ့ပါတယ်အခုချိန်မှာတော့ဒီအိမ်ကြီးဟာကဘာလက်ခီးတွေအတွက်ဖွင့်ထားပေးပေမဲ့အဲ့လမ်းညွန်မပါပဲသွားရင်လမ်းပြောက်သွားနိုင်တယ်လို့ညဘက်ဆိုရင်လည်းအိမ်ထဲမှာလက်လျှောက်တန်တွေနဲ့တူတူတန်တွေကိုကြားနေရတော့မယ်လို့ဆိုကြပါတယ်ခင်ဗျားတို့ကဝိညာဉ်တွေမျက်စိလဲအောင်စောက်ထားတဲ့ဒီအိမ်ကြီးတွေကိုတွားလဲဖို့တတိရှိရလားဒုတိယတစ်ခုကတော့အင်္ဂလန်က Bolivar Saanich Bowley Rectory ပါအင်္ဂလန်မှာတင်မကပဲတကမ္ဘာလုံးမှာပါအချောက်ဆုံးအိမ်လို့နာမည်ကြီးတဲ့ Bolivar Saanich Bowley Rectory အိမ်ကြီးရဲ့ခြောက်ခြားစရာဇလံပဲဖြစ်ပါတယ်ဒီအိမ်ကြီးရဲ့နောက်ွယ်မှာဝမ်းနည်းစရာကောင်းတဲ့အချစ်ဇလံတစ်ပုဒ်ရှိနေပါတယ်ဒဏ္ဍာရီတွေအရလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီနေရာမှာရှိတဲ့ဘုန်းကြီးတစ်ပါးနဲ့သီလရှင်တစ်ပါးဟာချစ်ကြိုက်ခဲ့ကြပြီးအတူတူထွက်ပြေးဖို့ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့သူတို့မိသွားတဲ့အခါမှာတော့ပြစ်ဒဏ်အနေနဲ့ဘုန်းကြီးကိုကြိုးပေးပြီးတီလာရှင်ကိုတော့တီလာရှင်ကျောင်းရဲ့နေရန်ထဲမှာအရှင်လက်လက်ထည့်သွင်းပိတ်ဆို့ပြီးခဲ့ကြပါတယ်။အဲ့ဒီနောက်ပိုင်း1862ခုနှစ်မှာအဲ့ဒီနေရာပေါ်မှာဘုန်းတော်ကြီးတွေအတွက်အင်ကြီးဆောက်လိုက်တဲ့အခါထူးဆန်းတဲ့ဖြစ်ရပ်တွေစတင်ပါတော့တယ်။အိမ်ရဲ့ဥယျာဉ်ထဲမှာညဘက်ဆိုရင်ဝမ်းနဲ့ပူဆွေးနေတဲ့ပုံစံနဲ့လမ်းလျှောက်နေတဲ့တီလာရှင်ဝိညာဉ်ကိုလူအများပြားကခဏခဏမြင်ခဲ့ကြရပါတယ်။ဒါတည်းမကသေးပါဘူးအိမ်ထဲကနေရန်တွေပေါ်မှာမာရီယန်ကျေးဇူးပြုပြီးကူညီပါဆိုတဲ့စာသားတွေဟာဘယ်သူမှမရေးပဲအလိုလိုပေါ်လာတတ်ပါတယ်မာရီယန်ဆိုတာကတော့အဲ့ဒီအချိန်ကအိမ်မှာနေထိုင်တဲ့ဘုန်းတော်ကြီးရဲ့ဇနီးဖြစ်ပါတယ်။ပိုပြီးကြောက်ဖို့ကောင်းတာကမိဖို့ချောင်ကပကံတွေဖန်ခွက်တွေဟာလေထဲမှာအလိုလိုပြန်တန်းပြီးနေရန်နဲ့ရိုက်မိခွဲထွက်သွားတာမျိုးအိမ်ထဲကခေါင်းလောင်းတွေဟာလူမဆွဲပဲအလိုလိုမြည်နေတာမျိုးတွေဟာနေတိုင်းလိုလိုဖြစ်ပျက်ခဲ့တာပါ။ဒီအိမ်အကြောင်းကဘလောက်တောင်နာမည်ကြီးလဲဆိုရင်ဝိညာဉ်သုတေသနပညာရှင် Harry Price ကိုယ်တိုင်အိမ်ထဲမှာတစ်နှစ်နီးပါးနေထိုင်ပြီးစမ်းသပ်ခဲ့ရပါတယ်သူကိုယ်တိုင်လည်းထူးဆန်းတဲ့အတန်တွေနဲ့အပူချိန်ရုတ်တရက်ကျဆင်းသွားတာတွေကိုကြုံခဲ့ရလို့ဒါဟာအင်္ဂလန်မှာအချောက်ဆုံးအိမ်မဲလို့အတည်ပြုခဲ့ပါတယ်1939ခုနှစ်မှာတော့ဒီအိမ်ကြီးဟာမီးလောင်မှုတစ်ခုကြောင့်ပျက်စီးသွားခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာကမီးလောင်နေတဲ့အချိန်မှာအိမ်ရဲ့ပတင်းပေါက်ကနေတီလာရှင်ဝိညာဉ်ထွက်လာတာကိုလူတွေမြင်ခဲ့ရတယ်လို့ဆိုကြပါတယ်အခုချိန်မှာတော့အိမ်ကြီးမရှိတော့ပေမဲ့အဲ့ဒီနေရာကိုသွားတဲ့သူတွေဟာအခုထက်ထိကြောက်စရာကောင်းတဲ့ခံစားချက်တွေကိုရနေတော့မယ်လို့ပြောကြပါတယ်။တတိယတစ်ခုကတော့ Scotland က Skippo ရဲတိုက် Skippo Castle ပါ။တတိယမြောက်အိမ်ကတော့ Scotland နိုင်ငံမှာရှိတဲ့ Skippo ရဲတိုက် Skippo Castle ပဲဖြစ်ပါတယ်။ဒီရဲတိုက်ကြီးကအခုဆိုရင်ဇိမ်ခံဟိုတယ်ကြီးတစ်ခုလိုဖြစ်နေပေမဲ့သူ့ရဲ့နောက်ွယ်မှာတော့ရာစုနှစ်ချီကြာအောင်ပိတ်မိနေတဲ့ကြောက်စရာကောင်းတဲ့လှုပ်ဝက်ချက်တစ်ခုရှိနေပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီရဲတိုက်ကြီးရဲ့နေရန်တွေထဲမှာမိန်းကလေးတစ်ယောက်ကိုအရှင်လက်လက်ထဲသွင်းပိတ်ဆို့ပြီးအသက်ဆုံးရှုံးအောင်လုပ်ခဲ့ကြတယ်ဆိုတဲ့ကောလာဟာလတွေရှိခဲ့ပါတယ်အဲ့ဒီတုန်းကတော့လူတွေကဒဏ္ဍာရီတစ်ခုလိုပဲထင်ခဲ့ကြတာပါဒါပေမဲ့1800ပြည့်နှစ်တွေထဲမှာရဲတိုက်ကိုပြုပြင်မွမ်းမံဖို့နေရန်တွေကိုဖြိုချလိုက်တဲ့အခါမှာတော့တကယ်ပဲမိန်းကလေးတစ်ယောက်ရဲ့အယိုးစုကိုနေရန်ထဲမှာရှာတွေ့ခဲ့ကြပါတယ်အဲ့ဒီနောက်ပိုင်းကစပြီးဒီရဲတိုက်ကြီးထဲမှာအဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးရဲ့ဝိညာဉ်ကိုခဏခဏတွေ့ရတတ်တယ်လို့သတင်းကြီးလာပါတော့တယ်
အထူးသဖြင့်ရဲတိုက်ထဲကရှောက်လန်းတွေမှာအဖြူရောင်အရေးတစ်ခုဖြစ်သွားတာမျိုးအခန်းထဲမှာတယောက်တည်းရှိနေပေမဲ့တစုံတစ်ယောက်ကစိုက်ကြည့်နေတယ်လို့ခံစားရတာမျိုးတွေဖြစ်တတ်ပါတယ်။ဒီရဲတိုက်မှာလာရောက်တဲ့ခုဖူးတဲ့ဧည့်သည်တချို့ဆိုရင်ညဘက်မှာထူးဆန်းတဲ့ငိုရှိုက်တံတွေကိုကြားရတတ်တယ်လို့အခန်းတကားတွေအလိုလိုပွင့်လာတာမျိုးတွေကိုလည်းကြုံတွေ့ခဲ့ရပူပါတယ်။အဲ့ဒီအမျိုးသမီးဝိညာဉ်ဟာသူမကိုအရှင်လက်လက်နေရန်နဲ့ထည့်ပြီးဘဝနီကုန်းချုပ်စေခဲ့တဲ့အပေါ်မကျေနပ်လို့အခုထက်ထိရဲတိုက်ထဲမှာလှည့်ပတ်နေတော့မယ်လို့ယုံကြည်ကြပါတယ်အခုဆိုရင်တော့ဒီရဲတိုက်ကြီးဟာကဘာကျော်ပုဂ္ဂိုလ်တွေလာရောက်အနားယူတဲ့နေရာတစ်ခုဖြစ်နေပေမဲ့သူ့ရဲ့အမောင်ထုထဲမှာတော့မတရားအသက်ဆုံးရှုံးခဲ့ရတဲ့မိန်းကလေးရဲ့ခြောက်ခြားစရာဇလန်းကရှိနေသေးပါခင်ဗျားတို့ကောနေရန်ထဲမှာအယိုးစုတွေ့ခဲ့ရတဲ့ဒီလိုရဲတိုက်ကြီးထဲမှာတညလောက်အေးရဲကြလားကိုမတ်မှာပြောခဲ့ကြအောင်နော်ဒီအိမ်ဟာကဘာပေါ်မှာတရေချောက်တယ်လို့အကြော်ကြားဆုံးအိမ်တွေတဲကတစ်ခုဖြစ်ပြီးရုပ်ရှင်တွေတောင်အများကြီးရိုက်ကူးထားရတဲ့အထိနာမည်ကြီးပါတယ်ဒီအိမ်ရဲ့ခြောက်ခြားစရာဇလန်းက1984ခုနှစ်မှာစတင်ခဲ့တာပါအဲ့ဒီတုန်းကအိမ်ထဲမှာရှိနေတဲ့မိသားစုဝင်6ယောက်လုံးဟာတညထဲမှာတင်မမျှော်လင့်မဲ့အသက်ဆုံးရှုံးခဲ့ကြပါတယ်။အဲ့ဒီနောက်ပိုင်း1985ခုနှစ်မှာ Los Luz လို့ခေါ်တဲ့မိသားစုတစ်ခုကဒီအိမ်ထဲကိုအသစ်ပြောင်းလာခဲ့ပါတယ်။အိမ်ဈေးကအရန်တန်နေတာကြောင့်သူတို့ဟာအတိတ်ကဖြစ်ရဆိုးတွေကိုသိပေမဲ့လည်းပြောင်းနေခဲ့ကြတာပါ။ဒါပေမဲ့သူတို့နေထိုင်တဲ့28ရက်တာကာလအတွင်းမှာပဲမယုံနိုင်စရာကိစ္စတွေစက်တိုက်ကြုံခဲ့ရပါတယ်။အိမ်ထဲမှာထူးဆန်းတဲ့အနက်အသက်ဆိုးတွေရလာတာအခန်းတကားတွေကသူ့အလိုလိုပိတ်သွားတာမျိုးတွေအပြင်အိမ်ရှင်ဖြစ်သူဟာညတိုင်းမနက်3:15မိနစ်အရင်ကလူတက်မှုဖြစ်ခဲ့တဲ့အချိန်ရောက်တိုင်းအလိုလိုနိုးလာတတ်တာမျိုးတွေကြုံခဲ့ရပါတယ်။ပိုပြီးကြောက်ဖို့ကောင်းတာကသူတို့ရဲ့ကလေးငယ်တွေဟာမြင်ရတဲ့သူမရှိဘဲတယောက်ယောက်နဲ့စကားပြောနေတာမျိုးတွေဖြစ်လာပြီးအိမ်ရဲ့နေရန်တွေကနေထူးဆန်းတဲ့အရေးတွေစီးကြလာတာမျိုးကိုပါမြင်တွေ့ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဒီမိသားစုဟာသူတို့ရဲ့ပစ္စည်းတွေကိုတောင်အကုန်မယူနိုင်တော့ပဲအသက်လူပြီးအိမ်ပေါ်ကနေဆင်းပြေးခဲ့ကြရပါတယ်။ဒီအိမ်ကြီးထဲမှာတကယ်ပဲမကောင်းဆိုးဝါးတွေရှိနေတာလားဒါမှမဟုတ်အတိတ်ကဖြစ်ရဆိုးတွေရဲ့ကျိန်စာပဲလားဆိုတာအခုထက်ထိငင်းခုန်နေကြတော့မှာပဲ။ဒါပေမဲ့အခုချိန်ထိတော့အဲ့ဒီအိမ်ကြီးဟာမြင်ရသူတိုင်းကိုကြက်တီးထစေလောက်တဲ့အရှိန်အဝါမျိုးရှိနေစေဖြစ်ပါတယ်။နောက်ဆုံးခုမြောက်အိမ်ကြီးကတော့အိမ်ဆိုတာထက်အဆောက်အဦကြီးတစ်ခုလို့ပြောရမယ့်အင်ဒိုနီးရှားနိုင်ငံကလန်ဝန်စီဝူကြီးပဲဖြစ်ပါတယ်။ဒီနေရာဟာအရှေ့တောင်အာရှမှာအချောက်ဆုံးနေရာတွေတဲကတစ်ခုအဖြစ်ကဘာကျော်ပါတယ်။လန်ဝန်စီဝူဆိုတဲ့အတိတ်ဘယ်ကတကား1000လို့အတိတ်ပဲရပါတယ်။တကယ်လဲအဆောက်အဦကြီးထဲမှာတကားတွေနဲ့ပြတင်းပေါက်တွေအများကြီးရှိနေတာပါ။ဒီနေရာဟာအစပိုင်းမှာယထာကုမ္ပဏီရုံးချုပ်အဖြစ်ဆောက်လုပ်ခဲ့တာဖြစ်ပေမဲ့ဒုတိယကမ္ဘာစစ်အတွင်းဂျပန်တပ်တွေဝင်လာတဲ့အခါမှာတော့ဒီနေရာကြီးရဲ့ကံကြမ္မာကအမှောင်ဖုံးသွားခဲ့ပါတယ်။ဂျပန်စစ်တပ်ဟာဒီအဆောက်အဦကြီးရဲ့မြေအောက်ခန်းတွေကိုအကျဉ်းထောင်တွေဖြစ်ပြောင်းလဲခဲ့ပြီးအကျဉ်းသားတွေကိုရဆက်နှိပ်စက်တာအသက်ဘဝတွေကိုဏီကုန်းချုပ်စေတာမျိုးတွေလုပ်ခဲ့ပါတယ်။အဲ့ဒီတုန်းကမတရားအသက်ဆုံးရှုံးခဲ့ရတဲ့လူပေါင်းများစွာရဲ့နာကျင်မှုတွေဟာဒီအဆောက်အဦကြီးထဲမှာကိန်းရောက်နေတယ်လို့ယုံကြည်ကြပါတယ်။ဒီနေရာမှာအတွေ့အများဆုံးကတော့နယ်သာလန်သူအမျိုးသမီးရဲ့ဝိညာဉ်ဖြစ်ပြီးသူမဟာအဆောက်အဦထဲမှာလှည့်ပတ်သွားလာနေတတ်တယ်လို့ဆိုကြပါတယ်။ဒါတွေမကသေးပါဘူးမြေအောက်ခန်းတွေစီကနေအကူအညီတောင်းတန်တွေအော်ဟစ်ညီးလွှားတန်တွေကိုအခုထက်ထိကြားနေရတော့မယ်လို့ဒေသခံတွေနဲ့လာရောက်လက်ပတ်သူတွေကပြောလို့ရှိပါတယ်ဒီအဆောက်အဦကြီးဟာဘလောက်တောင်ခြောက်ခြားဖို့ကောင်းလဲဆိုရင်နာမည်ကျော်တရက်ရှာဖွေရေးအစီအစဉ်တွေတောင်လာရောက်ရိုက်ကူးခဲ့ကြပြီးထူးဆန်းတဲ့အတန်တွေနဲ့အရေးတွေကိုမှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်အခုချိန်မှာတော့ဒါဟာတမိုင်းဝင်နေရာတစ်ခုဖြစ်နေပေမဲ့ညဘက်ဆိုရင်တော့ဘယ်သူမှတယောက်တည်းမသွားရဲတဲ့နေရာတစ်ခုဖြစ်နေစေပါကဲအခုပြောပြခဲ့တဲ့အိမ်ကြီးလုံးထဲမှာခမားတို့ကိုအကြောက်ဆုံးဖြစ်စေတာဘယ်အိမ်ဖြစ်မလဲတကယ်လို့ခမားတို့သာတွားရမယ်ဆိုရင်ဘယ်နေရာကိုရွေးမလဲဆိုတာကိုမတ်မှာပြောခဲ့ကြအောင်နော်အခုလိုစိတ်ဝင်စားစရာဇာတ်လမ်းတွေကိုအမြဲနားထောင်ကြရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ကျေးဇူးတင်ပါတယ်ဗျ